ကလေးအားလုံးမင်္ဂလာပါအဲ့တော့ဆရာနာမည်ကတော့ဆရာနေမင်းထက်ဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဆရာ sharing လုပ်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ဘာလေးဖြစ်မလဲဆိုဆရာတို့เนาะအဲ့တော့ hot topic ထဲမှာဆရာတို့အခုလက်တလောတွေ့နေရတဲ့ Elves ရဲ့เนาะဆရာတို့ hypothesis လို့ခေါ်တဲ့ဆရာတို့မှာเนาะခေါင်းစဉ်လေးကတော့ Elves ရဲ့ဒိုင်နိုဆောများမျိုးတုံးခြင်း theory ဆိုတာလေးကိုဆရာတို့လေ့လာသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆရာ hot topic ဆိုတာမသိသေးတဲ့ကလေးတွေအတွက်ဆရာဘာပြောပြခြင်းလဲဆိုရင်ဆရာတို့ hot topic ဆိုတာကဆရာတို့เนาะအဲ့တော့ကိုရှိမှာအကိုဒီအမတွေကစာမှုပွဲသွားဖြေလိုက်တယ်ဆိုကြပါစို့အဲ့တော့အဲ့ဒီစာမှုပွဲသွားဖြေလိုက်တဲ့လူတွေကနေပြီးတော့မှဆရာတို့exam မှာတော့เนาะကျွန်တော်တို့ကတော့ကျမတို့ကတော့ဟောဒါတွေဖြေခဲ့ရတယ်ဆိုပြီးတော့မှသူတို့ကခေါင်းစဉ်လေးတွေပြန်ပြောရတော့၎င်းစတဲ့ဖြင့်ပေါ့အဲ့တော့အဲ့လိုမျိုးပြန်ပြောလာတဲ့အချက်လေးတွေကိုဆရာတို့ကရှာပြီးတော့မှလေ့လာတာပေါ့အဲ့တော့ဒီနေရာမှာဆိုလဲဒီလိုပဲအခု Elves theory เนาะဆရာတို့ Elves ရဲ့ hypothesis ဒါမှမဟုတ်လို့ရှိရင် Elves ရဲ့ theory ဆိုတာကအရှိမဖြေခဲ့တဲ့ကျောင်းသားတစ်ယောက်ကခေါင်းစဉ်လေးကိုပြန်ပြောတဲ့အခါမှာဆရာကကလေးတို့เนาะကိုယ့်ဘာကိုတက်ကြီးလုံးမနေရလေအောင် research တွေလုပ်ပြီးတော့မှရှင်းပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကိုယ်အလဲကြရင်လေဒီ Elves ရဲ့ theory ဆိုတာကပါလာနိုင်လားမပါလာနိုင်ဘူးလားဆိုတာမသိနိုင်တာမလို့တီးမိခေါင်းမိရှိအောင်လို့เนาะဆရာဘာဖြစ်လဲချိသွားတာကတော့အကောင်းဆုံးပါပဲအဲ့တော့ဒီနေရာမှာဒါလေးကိုနားလည်မယ်ဆိုရင်ဆရာတို့ lesson လေးကိုစလိုက်ရအောင် okay အဲ့တော့ Elves ရဲ့ theory အဲ့တော့ခေါင်းစဉ်လေးရတော့ဆရာတို့ဗာလဲဆိုရင် Elves ရဲ့ dinosaur များမျိုးတုံးခြင်း theory အဲ့တော့ဒီနေရာမှာဆရာတို့အဲ့တော့ Elves ကတဲ့သူကပြောခဲ့တယ်ပေါ့နော်အဲ့တော့ဘာကိုပြောခဲ့လဲဆိုတော့ဆရာတို့ dinosaur တွေအဲ့တော့ဆရာတို့ဒီနေရာမှာเนาะအဲ့တော့ဆရာတို့သိထားတာတစ်ခုရှိတယ်ဒိုင်နိုဆောတွေဘယ်လိုမျိုးတုံးသွားလဲဆိုတော့ဆရာတို့လူတော်တော်များများသိကြရယ်เนาะဥက္ကာပြန်ကြီးကကဘာကိုဝင်တိုက်သွားလို့ဒိုင်နိုဆောတွေမျိုးတုံးသားတယ်ဆိုတာကိုဆရာတို့အားလုံးသိကြတယ်အဲ့တော့ဒီ theory ကိုဘယ်သူကထုတ်ခဲ့တာလဲဆိုရင်အခုဆရာပြောတဲ့ Elves ဆိုတဲ့လူကထုတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဒါလေးကိုဆရာတို့လေ့လာသွားကြရအောင် okay ဟောအဲ့တော့ဒီနေရာမှာဆရာတို့ပထမဦးဆုံးဒိုင်နိုဆောဆိုတာဘယ်လိုမျိုးတရပါလဲဟောဒါကတော့ဆရာတို့သိပြီးသားပဲเนาะဆရာတို့ငယ်ငယ်လေးကလေးကဟော Jurassic Park ဇာတ်ကားကြီးကြည့်မယ်အဲ့တော့ဒိုင်နိုဆောဆိုတာကဆရာတို့เนาะ prehistoric reptiles เนาะဆရာတို့တွားသားတွေเนาะအဲ့တော့တမိုင်းမတိုင်ခင်ကဆရာတို့တွားသွားတရပါတွေဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးတွားသွားတရပါတွေလဲဆိုရင်ဆရာတို့လွန်ခဲ့တဲ့နှစ်ပေါင်း230ကျော်မှာနေခဲ့တဲ့တွားသွားတရပါတွေဖြစ်ပါတယ်အဲ့တော့သူတို့တွေကဆရာတို့ဘာဖြစ်လဲဆိုရင်တေးကြပါပေါ့နော်အသားစားတွေလည်းရှိနေအရွက်စားတရဝါတွေလည်းရှိနေအဲ့တော့ဒါကတော့ဆရာတို့ဒိုင်နိုဆောတွေเนาะအဲ့တော့ဆရာတို့ဇက်ကားတွေထဲမှာလည်းတွေ့ဘူးတယ်โอเคအဲ့တော့ဒီနေရာမှာဆရာတို့အဲ့တော့ထပ်ပြီးတော့မှကြည့်ရအောင်ဟော extinction ဆရာတို့เนาะ extinction မျိုးတုံးတယ်ဆိုတာကသူ့ရဲ့အခေါ်ပေါ့ဆရာတို့ပုံမှန်ဆိုလဲသိတာပဲเนาะမျိုးတုံးတယ်အဲ့တော့ဒါမဲ့မျိုးတုံးတယ်ဆိုရဲဆရာတို့သူ့ရဲ့အဓိကအဓိပ္ပာယ်ကဘာလဲဆိုရင်ဆရာတို့တက်ရှိเนาะကဘာပေါ်မှာspecies เนาะတက်ရှိမျိုးစေ့တစ်ခုကလုံးဝပျောက်ကွယ်သွားခြင်းကိုဆရာတို့ကမျိုးတုံးခြင်းလို့ခေါ်တယ်ပေါ့အဲ့တော့စဉ်းစားကြည့်အောင်เนาะဆရာတို့အခုချိန်မှာဆိုရင်ဒိုင်နိုဆောတွေဆရာတို့ကဘာပေါ်မှာတွေ့ရသေးလားမတွေ့ရတော့ဘူးဟုတ်တယ်လေเนาะအဲ့ဒါဘာလဲဆိုဆရာတို့တက်ရှိမျိုးစေ့တစ်ခုကကဘာပေါ်မှာလုံးဝပျောက်ကွယ်သွားခြင်းကိုဆရာတို့ကဘာလို့ခေါ်လဲဆိုတော့ extinction မျိုးတုံးခြင်းလို့ခေါ်ပါတယ်အဲ့တော့ဒါလေးကိုနားလည်မယ်ဆိုရင်ဆရာတို့ဆက်ပြီးတော့မှကြည့်ရအောင်okay ဆရာတို့မှာ Elves ရဲ့ theory သို့မဟုတ်မျိုးတုံးခြင်း theory အဲ့တော့ဆရာတို့မှာကြည့်ရအောင်အဲ့တော့ဆရာတို့ Louis Elves နဲ့ Walter Elves နှစ်ယောက်ရှိတယ်ဆရာတို့ Louis Elves ကတော့ဒီဆရာတို့ဗာလဲဒီအင်ကြီးအပြာရောင်နဲ့လူပေါ့နော်အဲ့တော့အင်ကြီးအဖြူရောင်နဲ့ဦးလေးရကြတော့ Walter Elves အဲ့ဒါဆိုဆရာတို့ကြည့်ရအောင်အဲ့တော့ဆရာတို့အဖေနဲ့သားပေါ့နော်သူ့ရဲ့အနောက်က Elves ဆိုတဲ့နာမည်ကိုကြည့်ခြင်းအပြင်ဆရာတို့အဖေနဲ့သားဆိုတာလေသိနိုင်တယ်အဲ့တော့ဒီနေရာမှာသူတို့နှစ်ယောက်ကဒီ theory ကိုရှာဖွေတွေ့ရှိခဲ့ရပေါ့အဲ့တော့ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုရင်ဆရာတို့1980ခုနှစ်မှာ Louis Elves အဲ့တော့ဒီမှာเนาะဆရာတို့ Louis Elves က physics เนาะဆရာတို့ယူပဗေဒပညာရှင် Walter Elves ကကြတော့ geologist เนาะပထဝီဝင်ပညာရှင်ပေါ့အဲ့တော့သူတို့နှစ်ယောက်ကတဲ့1980ခုနှစ်မှာဘာကိုထုတ်ပြန်လဲဆိုတော့ဒိုင်နိုဆောတွေမျိုးတုံးပြောက်ကွယ်သွားခြင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း66တန်းကကဘာကိုเนาะဆရာတို့ပုံမှန်သိထားတဲ့ theory ပဲအေယာမဥက္ကာပြန်ကြီးတစ်ခုကဝင်တိုက်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့မှအဲ့ဒီကြောင့်ဆိုပြီးတော့မှတို့ကထုတ်ပြန်ပြောကြားခဲ့ပါတယ်အဲ့တော့တို့ဒီ theory ကိုထုတ်ပြန်ပြောကြားလိုက်တဲ့အခါမှာသိပ္ပံလောကမှာ
ရိုက်ခတ်မှုအကြီးကြီးဖြစ်သွားတယ်ပေါ့နော်ဟိုထောက်ခံတဲ့သူတွေရောမထောက်ခံတဲ့သူတွေရောအဲ့တော့ဒီနေရာမှာဒါကတော့ထုံးစံပါပဲအဲ့တော့ဆရာတို့ဆက်ပြီးတော့မှကြည့်ကြည့်မယ်တို့ဒီ theory ကိုဘယ်လိုမျိုးရှာဖွေတွေးရှိပြီးတော့မှဘယ်လိုမျိုးထုတ်ပြန်ခဲ့လဲဆိုတာဆရာတို့ကြည့်ကြည့်ရအောင်အဲ့တော့ဘယ်လိုရှာဖွေတွေးရှိခဲ့လဲဆိုတော့တဲ့ဆရာတို့အဲ့တော့သူတို့နှစ်ယောက်ကသွားလေတယ်ပေါ့နော်အီတလီမြို့ကိုရောက်တဲ့အခါမှာသူတို့ကအီတလီမြို့ဆရာတို့နော်ဂူဘီယိုဆိုတဲ့မြို့မှာသူတို့ကအဲ့တော့ခုနဆရာပြောတဲ့ Walter Everest နော်တားပေါ့သူ့ရဲ့တားဒီဆရာတို့ခုနဆရာပြောခဲ့လေနော် geologist အဲ့တော့သူကကြောက်သားတွေကိုလေ့လာတွေ့ရှိရင်တဲ့ဆရာတို့နော်ရှွန့်ဈေးလေးတွေကိုရှာဖွေတွေ့ရှိခဲ့တယ်အဲ့တော့အသေးစိတ်တော့ဆရာမပြောတော့ဘူးအဲ့တော့ကြောက်အလွာတွေပေါ့နော်ဆရာတို့မြေကြီးမှာရှိတဲ့အလွာတွေကိုကြည့်ရင်ねရှွန့်ဈေးလေးတစ်ခုရှာဖွေတွေ့ရှိခဲ့တယ်အဲ့တော့ထူခြားတာတစ်ခုကအဲ့ဒီရှွန့်ဈေးမှာရှွန့်ဈေးလေးကိုတိလာနေဆရာတို့ကဘာလို့ဒီလိုမျိုးပြောနိုင်လဲပေါ့အဲ့တော့ဆရာတို့ဆက်ပြီးတော့မှကြည့်မယ်ဒီရှွန့်ဈေးလေးကိုတွေ့ရှိတဲ့အခါမှာဆရာတို့ဘာဖြစ်သွားလဲပေါ့အဲ့ကြည့်ကြည့်အောင်ဆရာတို့အဲ့တော့ခုနကရှွန့်ဈေးလေးထဲမှာဆရာတို့ကမြေသားထဲမှာ iridium လို့ခေါ်တဲ့ resin တစ်မျိုးကများပြားနေတာအဲ့တော့ထူးခြားတာတစ်ခုကဒီ iridium အခုဆရာပုံပြရတယ်เนาะအမဲအောင် crystal လို့ပုံစံမျိုးလေးပြောင်ပြောင်လက်လက်လေးပေါ့เนาะအဲ့တော့ထူးခြားတာတစ်ခုကဆရာတို့ဘာလဲဆိုရင်ဒီ iridium ဓာတ်စင်ကကဘာပေါ်မှာရှိတော့ရှိတယ်ဒါပေမဲ့အလွန်ရှားပါတယ်အဲ့တော့ကဘာပေါ်မှာဆရာတို့ပေါ်ပေါ်များများတွေ့ရလားဆိုရင်ပေါ်ပေါ်များများမတွေ့ရတတ်တဲ့ dress တစ်မျိုးပေါ့အဲ့တော့ဟောဒါပေမဲ့လည်းဆရာတို့ကြည့်ကြည့်အောင်ဆက်ပြီးတော့မှအောက်ကခဲနဲ့ဂျိုတိန်ဂျိုမွားတွေမှာတော့အမြောက်အများပါဝင်လေးရှိတယ်အဲ့တော့ဆရာပြန်ပြောပါမယ် iridium dressing ဆိုတာကကဘာပေါ်မှာတိတ်မရှိဘူးဒါပေမဲ့အောက်ကပြင်းနဲ့ဂျိုတိန်ဂျိုမွားတွေမှာတော့အမြောက်အများပါဝင်လေးရှိတယ်ဟောအဲ့တော့ဆရာတို့ကြည့်ကြည့်အောင်ခုနကရှွန့်စည်းလေးထဲမှာဆရာတို့ Walter Everest ကဘာတွေ့သွားလဲဆိုရင်ခုနက iridium dressing တွေအများကြီးပါရှိနေတယ်ဆိုတော့ तू ကတွေ့သွားတာအဲ့တော့တေချာပေါ့နော်ဒီနေရာမှာအီတလီယိုတောင်ဖြစ်တယ် sorry အီတလီမြို့ဂူဘီယိုမြို့တစ်ခုထဲမှာတွေ့တာနဲ့ဆရာတို့ကတတ်မှတ်လို့မရဘူးလေနော်အဲ့တော့ तू ကဘာလုပ်လဲဆိုရင်တဲ့ကဘာပတ်တယ်ပေါ့ကဘာပတ်ပြီးတော့မှကဘာတဝန်းလုံးမှာရှိတဲ့ကြောက်ဆိုင်ကြောက်ခဲတွေเนาะကြောက်လွာတွေကို तू ကလိုက်ပြီးတော့မှစစ်စေးလေးလာကြည့်တဲ့အခါမှာဟောအီတလီမြို့မှာတွေ့ခဲ့ရတယ်လို့ပဲမြေသားထဲမှာ iridium dressing ကပုံမှန်ထက်ပါဝင်မှုပိုများနေတာကိုသူတို့ကတွေ့ခဲ့ရပါတယ်အဲ့တော့ဆရာတို့စဉ်းစားကြည့်အောင်ကဘာပေါ်မှာခုနဆရာတို့ပြောခဲ့တဲ့အချက်အရာเนาะဆရာတို့ iridium dressing ကဒီလောက်များစရာဘာအကြောင်းမှမရှိဘူးအလွန်ရှားပါတယ်ဒါပေမဲ့ iridium dressing ကဘာမှပါလဲဆိုတော့ဂျိုတိန်ဂျိုမွားတွေမှာပဲအများဆုံးပါဝင်တတ်တယ်အဲ့တော့သိကြတာပေါ့ဒါကိုကြည့်ခြင်းအဖြစ်အောက်ကပြန်ကြီးတစ်ခုကကဘာဝင်တိုက်ခဲ့တယ်ဆိုတော့ဆရာတို့เนาะအချက်အလက်လေးကိုတို့ကစဉ်းစားမိသွားတာပေါ့ hypothesis เนาะဆရာတို့ခန့်မှန်းမိသွားတာပေါ့အဲ့တော့အဲ့ဒီခန့်မှန်းမိတာကိုတို့ကဆက်လေ့လာတယ်ပေါ့เนาะအဲ့တော့ဘယ်လိုဆက်လေ့လာလဲဆရာတို့ကြည့်ကြည့်အောင်ဒီမှာဆရာတို့ short quartz လို့ခေါ်တယ်ပေါ့ short quartz ဆိုတာဘာလဲဆိုရင်ねဆရာတို့ဖတ်ကြည့်အောင် short quartz ကြောက်များသည်အနုမြူဘုံပေါက်ကွဲခြင်းကဲ့သို့အလွန်ပြင်းထန်တဲ့အပူချိန်နဲ့ဖိအားတွေကြောင့်သာဖြစ်ပေါ်နိုင်တဲ့ကြောက်သားအဖွဲ့အစည်းပုံဖြစ်တယ်တဲ့အဲ့တော့ဒီမှာဆရာပုံလေးတွေပြထားတယ်ဒီလိုပုံစံလေးတွေပေါ့အဲ့တော့ဆရာတို့ကြည့်ကြည့်အောင်ဒီလိုပုံစံကြောက်သားပုံစံလေးတွေကခုနဆရာပြောခဲ့တယ်ဘာကြောင့်ပဲဖြစ်နိုင်တယ်လို့ဆရာတို့ဖတ်ခဲ့ရလေဟုတ်တယ်အနုမြူဘုံပေါက်ကွဲခြင်းကဲ့သို့အလွန်ပြင်းထန်တဲ့အပူချိန်တွေနဲ့ဖိအားတွေကြောင့်ပဲဖြစ်မှာအဲ့တော့သိကြတာပေါ့အဲ့ဒီခေတ်တုန်းကဆရာတို့အနုမြူဘုံပေါ်ပြီလားမပေါ်ဘူးလေနော်ဘဲပေါ်မှာတော့အဲ့တော့သိကြတာတစ်ခုကအဲ့ဒီကြောက်သားတွေဘာလို့ဖြစ်လာလဲဆိုတော့ကဘာကိုပြင်းထန်တဲ့အရာကြီးတစ်ခုကနော်ဆိုတော့ကဘာကိုကြီးမားတဲ့အရာတစ်ခုကပြင်းထန်တဲ့အပူချိန်နဲ့ဖိအားနဲ့အရှိန်ပြင်းပြင်းဝင်တိုက်ခဲ့တယ်ဆိုတော့ဝင်တိုက်ခဲ့ခြင်းကြောင့်ဆရာတို့ကဒီလို short quartz ဆိုရဲကြောက်သားဖွဲ့စည်းမှုပုံစံတွေဖြစ်လာတယ်ဆိုတော့ဆရာတို့ကခံမှန်းလို့ hypothesis ချလို့ရသွားပြန်ရောအဲ့တော့ဒီချက်အလက်တွေကြောင့်ဆရာတို့ကเนาะအဲ့တော့ဒီ short quartz နဲ့မြေသားထဲမှာ iridium များပြားနေတယ်ဆိုတဲ့အချက်လေးတွေကြောင့်ကဘာပေါ်ကိုအောက်ကပြန်ကြီးတစ်ခုကဝင်တိုက်ခဲ့တယ်ဆိုတဲ့အချက်ကိုသူတို့က theory ကိုထုတ်ပြန်လိုက်ကြတာပေါ့အဲ့တော့ဒီနေရာမှာဒီအထိနားလည်မလားနားလည်မယ်အဲ့တော့သိကြတာပေါ့เนาะအဲ့တော့ဆရာတို့အစပိုင်းမှာတဲ့ဘာဖြစ်ကြလဲဆိုရင်သိပ္ပံပညာရှင်တွေအချို့ကကြတော့လက်ခံပြီးတော့မှအချို့ကကြတော့လက်မခံဘူးပေါ့အဲ့တော့ဆရာပြောသလိုပဲเนาะ controversial ဖြစ်ကြတယ်အငင်းခုန်ဖြစ်ကြတယ်ဘာလို့လဲဆိုရင်ဟောမင်းတို့ကเนาะဥက္ကာပြန်ကိုဝင်တိုက်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီဥက္ကာပြန်ဝင်တိုက်တဲ့နေရာကရောဘာမှလဲအဲ့
တော့အဲ့လိုမရှိဘဲနဲ့ငါတို့ကိုဥက္ကပြန်ဝင်တိုက်တယ်လို့ပြောနေတယ်ဟုတ်လားအဲ့တော့ဒီလိုမျိုးပေါ့အဲ့ဒီခါမှာအစပိုင်းမှာတော့သူတို့ကနော်ဆိုတော့ဘာဖြစ်လဲဆိုအငင်းကုန်တွေအများကြီးဖြစ်ခဲ့ကြတယ်ဒါပေမဲ့ဆရာတို့ကြည့်ကြည့်ရအောင်နောက်ပိုင်းမှာဆိုတော့ဆရာအသေးစိတ်တော့နော်ခုနှစ်တွေပါတော့မပြောတော့ဘူးအဲ့တော့နောက်ပိုင်းမှာဆရာတို့နော်ချီဇူလက်ခရက်တာလို့ခေါ်တဲ့ဒီလိုတွင်းရောသူတို့ကသွားတွေ့တယ်ပေါ့ဘာမှတွေ့လဲဆိုဆရာတို့နော်မက္ကဆီကိုနိုင်ငံရဲ့ဒီဘက်နားလောက်မှာပေါ့အဲ့တော့ဒီမှာဆရာတို့သွားကြည့်တဲ့အခါမှာချီဇူလက်ခရက်တာလို့ခေါ်တဲ့မီးတောင်တွင်းအကြီးသွားတွေ့တာအဲ့တော့အဲ့ဒီထဲမှာသူတို့ကနော်ဆရာတို့ဗာလဲ research တွေလုပ်မှာပေါ့ကွာခုနကလိုမျိုးပဲဆရာတို့ဗာလဲဆရာတို့ iridium dressing တွေများလားမများလားစသဖြင့်လုပ်ပြီးတော့မှသူတို့ကခြိလိုက်တဲ့ခါမှာနောက်ဆုံးကြတော့မှဥက္ကာပြန်ကြီးเนาะဆရာတို့ကဘာကိုဥက္ကာပြန်အကြီးကြီးကဘယ်နေရာကိုဝင်တိုက်ခဲ့လဲဆိုတော့မက္ကဆီကိုနိုင်ငံမှာရှိတဲ့ချူစီလက်ခရက်တာလို့ခေါ်တဲ့ဆရာတို့เนาะဒီမီးတောင်ယူဝင်တိုက်ခဲ့တာပေါ့အဲ့တော့ဒီနေရာမှာဆရာတို့เนาะဥက္ကာပြန်အရွယ်အစားကိုတွေ့လားအကြီးပဲတွေ့လားဥက္ကာပြန်အရွယ်အစားကိုဆရာတို့ဘာဖြစ်သွားလဲဆိုရင်ဝင်တိုက်ခဲ့တဲ့နေရာကိုတိသွားတဲ့အခါကျတော့မှသိပ္ပံပညာရှင်တွေအကုန်လုံးနှီးပါးကဒီသီအိုရီကိုမှန်ကန်တဲ့သီအိုရီအဖြစ်လက်ခံလိုက်ကြတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအဲ့တော့ဒီအထီကိုရမယ်ဆိုအဲ့တော့သိကြတာပေါ့အဲ့ဆရာဆိုရင်တော့အရင်တော့ထင်တာကဘာလဲဆိုရင်ဥက္ကာပြင်ကြီးကဝင်တိုက်လိုက်တဲ့အခါမှာကဘာကြီးတစ်ခုလုံးကနော်အစိမ့်အမွာမာတွေဖြစ်ပြီးတော့မှကွဲသွားတာလားပေါ့အဲ့တော့ဒါကတော့ဆရာအရင်တော့တွေးတဲ့ဟာနော်ဆရာငငယ်လေးတုန်းကဥက္ကာပြင်ဝင်တိုက်တာတော့သိရကွာဒါပေမဲ့ဘလို့သိကုန်တာလဲအဲ့တော့ဒီနေရာမှာဆရာတို့ဥက္ကာပြင်ကြီးကဝင်တိုက်ပြီးတော့မှနော်ကဘာကြီးကအစိမ့်အမောင်မှာဖြစ်သွားတာမဟုတ်ပါဘူးအဲ့တော့တရိတ်ဆန်တွေဘလို့မျိုးတုံးကုန်ကြလဲတေကုန်ကြလဲဆိုတော့ဆရာတို့ဆက်ပြီးတော့မှလေ့လာပါမယ်အဲ့တော့ဆရာတို့ကြည့်ကြည့်အောင်အဲ့တော့ဒီနေရာမှာဆရာတို့ကြည့်ကြည့်မယ်ဥက္ကာပြင်ကြီးဝင်တိုက်တဲ့အခါမှာခုနဆရာပြောသလိုပဲနော်တေကြတာပေါ့ဘာလဲဆိုရင်ကဘာကြီးကအစိမ့်အမောင်မှာဖြစ်သွားတာမဟုတ်ဘဲနဲ့ဥက္ကာပြန်ဝင်တိုက်လိုက်တဲ့ခါမှာဆရာတို့ကဘာအောင်မှာရှိတဲ့ရေတွေအဲ့တော့ဒီမှာကြည့်ကြည့်နော်ဆရာအနောက်မှာပုံလေးလဲပြထားတယ်ဒီမှာဥက္ကာပြန်ကြီးကအရှိန်တအားပြင်းတယ်အပူချိန်တအားများတယ်ဖိအားတအားများတယ်အဲ့တော့ကဘာအောင်မှာရှိတဲ့ရေတွေကဘာဖြစ်သွားလဲဆိုရင်အငွေ့တွေပြန်ကုန်တယ်ပြီးရင်ဆရာတို့ဘာဖြစ်လဲဆိုရင်နော်အဲ့တော့ဝင်တိုက်တဲ့ခါမှာဆိုတော့အုံကနေပဲအဲ့တော့အဲ့ခါမှာဆရာတို့ဘာဖြစ်သွားလဲဆိုရင်ဥက္ကာပြန်ထဲမှာပါတဲ့ဆရာတို့ကခုနမီးတောင်ဝင်တိုက်တယ်လို့ပြောရည်လေနော်အဲ့မှာဆရာတို့ဖုံမုတ်တွေပြာမုတ်နဲ့နော်ကန့်ဆာဖာအမုတ်တွေကလေထုထဲမှာကဘာတစ်ခုလုံးကိုပြန့်နှံ့သွားတယ်ပြန့်နှံ့ပြီးတော့မှမပြီးဘူးဒီလိုပြန့်နှံ့သွားတော့တို့ကဘာဖြစ်သွားလဲဆိုတော့ဆရာတို့ density တအားမြင့်နေကွာခုနဖုံမုတ်တွေနော်ဆာဖာအမုတ်တွေကတအားထူထက်တော့တအားထူထက်ပြီးတော့မှတိတ်တီးတော့တို့ဘာဖြစ်လဲဆိုရင်နေရောင်ကြီးကိုကဘာပေါ်မှာမရောက်တော့နေရောင်ကြီးပိတ်ဆို့သွားတယ်အဲ့တော့နော်ကလေးကိုလည်းကြားဖို့မဲ့ထင်တယ်ဆရာတို့အရင်ခေတ်တုန်းကနော် ice age ကလာရှိတယ်ရေခဲခေတ်ပေါ့နော်အဲ့ဒီရေခဲခေတ်မှာဘာလို့အဲ့လိုရေခဲခေတ်ဖြစ်လာလဲဆိုတော့နေရောင်ကြီးမရလို့နေရောင်ကြီးတိတ်မရလို့ပေါ့နော်အဲ့တော့အဲ့တော့ဆိုဆရာတို့ကဘာတစ်ခုလုံးကရေခဲတွေနဲ့ပဲဖုံးလွှမ်းနေတာအဲ့တော့အဲ့ဒါဘာလို့ဖြစ်လဲဆိုတော့နေရောင်ကြီးမရလို့ဖြစ်တာအဲ့တော့ဒီနေရာမှာလည်းအဲ့လိုပဲပေါ့နော်နေရောင်ကြီးပိတ်ဆို့သွားတဲ့အလျောက်တချို့နေရာတွေမှာတအားအေးလာတယ်တေချာတာပေါ့နေရောင်ကြီးပိတ်ဆို့သွားတယ်ဆိုတော့ဆရာတို့အစာခွင်းဆက်ရဲ့ထိတ်ဆုံးမှာဖြစ်တဲ့ဆရာတို့ဗာလေအပင်တွေကဆရာတို့ photosynthesis နဲ့အစာချက်လုပ်တယ်လीเนาะအဲ့တော့ဆရာတို့ဗာဖြစ်သွားလေနေရောင်ကြီးပိတ်ဆို့သွားတဲ့အလျောက် photosynthesis ကလုံးဝရပ်ဆိုင်းသွားတယ်သူ့ရဲ့အကျိုးဆက်အနေနဲ့ဆရာတို့အစာခွင်းဆက်ရဲ့ထိတ်ဆုံးမှာရှိတဲ့ photosynthesis ကရပ်သွားပြီဆိုမှတော့เนาะအပင်တွေတည်မယ်ဟောအပင်တွေတည်တော့အပင်တွေကိုစားတဲ့เนาะဆရာတို့ primary consumer တွေလည်းတည်မယ် primary consumer တွေတည်တော့အဲ့နော်ဆိုတော့ primary consumer တွေကိုစားတဲ့အသားစားတွေ secondary consumer เนาะဒီနည်းအားဖြင့် carnivore တွေကပြန်ပြီးတော့မှတည်တယ်အဲ့တော့ဒီမှာเนาะဆိုတော့အဲ့လိုမျိုးအစင်ဘာဖြစ်သွားလဲဆိုရင်နောက်ဆုံးမှာအသားစားဒိုင်နိုဆောရဲ့အထိအစာခွင်းဆက်ပြတ်ပြီးတော့မှဆရာတို့တစ်ကဘာလုံးကဘာဖြစ်သွားလဲဆိုကဘာပြတ်သွားတယ်လို့ပြောလို့ရမှာပေါ့เนาะအဲ့တော့ဒီနေရာမှာဆရာတို့အဲ့နေရာမှာပဲအစာခွင်းဆက်ကပြတ်ပြီးတော့မှဆရာတို့ဒိုင်နိုဆောတွေမျိုးတုံသွားခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆရာပြောချင်တာကတော့เนาะအဲ့တော့ဆရာတို့ပုံမှန်ဥက္ကပြန်ဝင်တိုက်လို့ကဘာကနော်ဆရာတို့အစအဆုံးမှာဖြစ်လေအစိမ့်အမောင်မှာဖြစ်ပြီးတော့မှမျိုးတုံးတာမဟုတ်ဘဲနဲ့အစာခွင်းဆက်ပြတ်သွားခြင်းရဲ့အကျိုးဆက်အနေနဲ့တဆင့်ပြီးတဆင့်တရိတ်ဆန်တွေအကုန်လုံးမျိုးတုံးပျောက်ကွယ်ပြီးတော့မှအကုန်လုံးတည်ကုန်တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆိုတော့ဒါကတော့ဆရာတို့ဗာလဲဆိုရင်ယခုလက်ရှိမှာ science ရဲ့နော်ဆရာတို့ hot topic မှာတွေ့ရတဲ့ Everest theory လို့ခေါ်တဲ့ဆရာတို့ dinosaur တွေမျိုးတုံးခြင်း theory လေးအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဆရာနာမည်ကတော့ဆရာနေမင်းထက်ဖြစ်ပါတယ်ဆရာယခုလက်ရှိမှာလည်းတူတူကြီးတွေ share ပဲမှာဆရာ
sharing လေးတွေเนาะကြီးနဲ့ပတ်သက်တဲ့ sharing လေးတွေ Telegram channel မှာဆရာတင်ပေးနေတယ်ဆရာเนาะအဲ့တော့ science နဲ့ R လေးကိုလည်းဆရာ specialize subject အနေနဲ့စာသင်ကြားပေးနေပါတယ်အဲ့တော့GD နဲ့ပတ်သက်လို့เนาะဆိုတော့စာလေးတွေပို့ပြီးလေ့လာချင်တာတော့၎င်းစာမေးချင်တာတော့၎င်းအဲ့တော့ပြီးရင်เนาะဆရာနဲ့ကျောင်းတက်ဖို့သင်တန်းတက်ဖို့စုံစမ်းချင်တာတော့၎င်းဆရာရဲ့เนาะအဲ့တော့เนาะဆရာအခုဒီမှာဆရာဟိုပါလေး account နာမည်လေးပေးထားရယ်เนาะအဲ့တော့ @2t8 ဆိုရဲဆရာတို့ဘာဖြစ်လဲ189ဆိုရဲ user name လေးကိုเนาะအဲ့တော့အတန်းမစုံစမ်းရင်လည်းစာမေးတာတော့၎င်းဟောအကူအညီတောင်းတာတော့၎င်းဆရာကိုလာပြီးတော့မှဆက်သွယ်လို့ရပါတယ်အဲ့တော့ကလေးတို့အားလုံးပဲGD journey ကြီးမှာအဆင်ပြေချောမွေးကြပါစေအဲ့တော့အောင်မတ်ကောင်းကောင်းရကြပါစေလို့ဆရာဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါရယ်ဆရာတို့နောက်ထပ် content တွေမှာဆရာတို့ပြန်ပြီးတော့မှတွေ့ပါမယ် thank you ပါ